on the bus လား Hello ကျွန်တော်ခု bus ကားပေါ်ရောက်နေတာ Okay bus ကားပေါ်မှာ English လို့ in the bus လား on the bus လားဝေခွဲများဖြစ်နေတဲ့သူတွေကိုဒီနေ့မှာ rules 3ခုနဲ့ပြောပြတော့မှာဖြစ်ပါတယ် Number 1 the stand and walk through ကိုကအဲ့ဒီရဲ့ရင်ပေါ်မှာလမ်းလျှောက်လို့ရတယ်မတက်ရက်လို့ရတယ်ဆိုရင် on နဲ့တုံးပေးပါမယ်ခုနကပြောတဲ့ bus လမ်းလျှောက်လို့ရတယ်မတက်ရက်လို့ရတယ်ဟုတ် Okay on the bus on the train on the ferry on the plane number 2 the crouch and sit rule ဟုတ်ပြီအဲ့ဒီရဲ့ရင်ကတိတိလေးပဲကိုကခေါင်းငုံပြီးတော့ဝင်ထိုင်ယုံနေရတော့ပဲရှိမယ်လမ်းလျှောက်လို့မရဘူးဆိုရင်တော့ in ကိုတုံးပေးပါမယ် in the car in the boat in the helicopter in the ambulance number 3 sit on top rule Okay ကိုစီးရမယ့်ရင်ကအလုံးပိတ်ထားတာမဟုတ်ဘူးကိုကအဲ့အပေါ်ကနေတက်စီလိုက်ရုံပဲခွစီလိုက်ရုံပဲဆိုရင် on ကိုတုံးပေးပါမယ် on the bicycle on the motorcycle on the tractor အဲ့နဲ့ on နဲ့ကိုဘယ်လိုမျိုးတုံးလဲဆိုတာကိုသိမယ်ထင်ပါတယ်အဲ့ဒါဆိုရင်မေးပါမယ်နွားလဲပေါ့နွားလဲစီးရဆိုရင် in the bullock cart လား on the bullock cart လား